တန်လွင်မီဒီယာရဲ့ယနေ့တင်ဆက်မဲ့နိုင်ငံတကာသတင်းတွေကတော့ပထမဆုံးအနေနဲ့အမေရိကန်နဲ့အီရန်ငြိမ်းချမ်းရေးသဘောတူညီမှုအခြေခံမူပေါင်းသဘောတူတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။အီရန်နဲ့နှစ်နိုင်ငံကြားအပစ်ခတ်ရပ်စဲရေးငြိမ်းချမ်းရေးဆိုင်ရာသဘောတူညီချက်အတွက်အခြေခံမူကိုသဘောတူထားပြီးဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားပြီးမကြာခင်ဟော်မုတ်ရေလက်ကြားပြန်ဖွင့်တော့မယ်လို့လည်းပြောကြားပါတယ်။ထရန့်ရဲ့ပြောကြားချက်နဲ့အတူကမ္ဘာရေနံဈေးနှုန်းလည်းကျဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့အီရန်တော်လှန်ရေးအဆောင်တပ်ဖွဲ့ထိပ်တန်းတပ်မှုကတော့ဒါဟာအီရန်အတွက်အောင်ပွဲဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့မှာအမေရိကန်နဲ့အစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်မှုကြောင့်စစ်ပွဲစတင်လာခဲ့ပြီးအီရန်ကဒေသတဝက်အမေရိကန်စစ်စခန်းတွေလက်ခံထားတဲ့နိုင်ငံတွေကိုတိုက်ခိုက်ခဲ့ပြီးကမ္ဘာလောင်စာဈေးကွက်တွေအတွက်အရေးကြီးတဲ့လမ်းကြောင်းတွေကိုတီဟီရန်ကထိန်းချုပ်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကွန်ဂိုမှာအီဘိုလာရောဂါကူးစက်မှုတရက်ထဲစံချိန်တင်တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ကွန်ဂိုနိုင်ငံမှာအီဘိုလာရောဂါပြန့်နှံ့နေကြောင်းကြေညာပြီးတစ်လကျော်အကြာဇွန်လ14ရက်နေ့ကတရက်ထဲရောဂါကူးစက်သူစံချိန်တင်မြင့်တက်လာကြောင်းကျန်းမာရေးအရာရှိတွေကကြေညာထားပါတယ်။ရောဂါပြန့်နှံ့ရာဒေသတွေမှာလက်နက်ကင်တွေရှိနေပြီးလုံခြုံမှုမရှိသလိုရန်ပုံငွေမလုံလောက်မှုတွေလည်းရှိနေတာကြောင့်တိုက်ဖြတ်ရေးအဟန့်အတားတွေအများကြီးရှိနေတယ်လို့ကျန်းမာရေးအရာရှိတွေကပြောကြားထားပါတယ်။ဇွန်လ14ရက်ကနောက်ထပ်ရောဂါကူးစက်ခံရသူ82ဦးရှိပြီးစုစုပေါင်းရောဂါကူးစက်သူအရေအတွက်982ဦးအထိတိုးလာပါတယ်။သေဆုံးသူ182ဦးရှိပြီးနောက်တစ်ရက်သေဆုံးသူ32ဦးရှိနေပါတယ်။နောက်ဆုံးပုတ်အနေနဲ့ဗြိတိန်မှာအသက်16နှစ်အောက်အရွယ်တွေကိုလူမှုမီဒီယာသုံးခွင့်တားမြစ်မယ်လို့ဝန်ကြီးချုပ်စတာမာပြောကြားတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာက Snapchat, TikTok, YouTube, Instagram, Facebook နဲ့ X တို့မှာအသက်16နှစ်အောက်အရွယ်တွေကိုအသုံးပြုခွင့်တားမြစ်မယ်လို့ကြေညာလိုက်ပါတယ်။သူ့ရဲ့တားမြစ်ချက်ထဲမှာ WhatsApp နဲ့ Signal ပါဝင်လာတာမတွေ့ရပေမဲ့ဗြိတိန်မိဘ80%ကျော်ကသူ့ရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံတယ်လို့ဆိုပါတယ်။ယာရူးနေရာစိန်ခေါ်ခံနေရတဲ့အချိန်မှာကီယာစတာမာကအခုဆုံးဖြတ်ချက်ကိုကြေညာတာဖြစ်ပေမဲ့အရင်ကတည်းကကမ္ဘာပထမဆုံးလူငယ်တွေကိုလူမှုမီဒီယာအသုံးပြုခွင့်တားမြစ်ခဲ့တဲ့ဩစတြေးလျကိုနမူနာယူဖို့ပြောထားတာကြာပြီဖြစ်ကြောင်းသိရပါတယ်။